လေပြင်းတိုက်လို့ဒီမော့ဆိုစစ်ဆောင်တွေရဲ့နေအိမ်90ကျော်ပျက်စီးကင်းနီပြည်နယ်ဒီမော့ဆိုမှာလေပြင်းတိုက်ခတ်တာကြောင့်စစ်ဆောင်ပြည်သူတွေရဲ့နေအိမ်90ကျော်ပျက်စီးခဲ့ရတယ်လို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTE ခရင်နီကဒီကနေ့ဧပြီ24ရက်မှာထုတ်ပြန်ပါတယ်။ဧပြီ21ရက်ကလေပြင်းတိုက်ခတ်မှုကြောင့်ဒီမော့ဆိုအရှိချမ်းကဒေသတစ်ခုမှာ၄နှစ်ကျော်ကြာစစ်ဆောင်နေရတဲ့ပြည်သူတွေရဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့တာလို့ဆိုပါတယ်။ခံမှန်းချိန်အရတော့90ကျော်လောက်ပျက်စီးတယ်။အခက်အခဲတွေကတော့အများကြီးပါ။တဲအိမ်ကိုပြန်ပြင်မှုအမိုးကတွေရှိလားမသိဘူးလို့ CTE ခရင်နီအဖွဲ့ဝင်တူကပြောပါတယ်။စပင်းရှောင်စခန်းတွေကနေအိမ်တွေအများစုဟာဝါးတိုင်ဝါးထရံနဲ့မိုးကာစားတွေနဲ့သာဆောက်လုပ်ထားတဲ့ယာယီအဆောက်အုံဖြစ်တာကြောင့်အခုလိုဆိုရတဲ့ရာသီဥတုတံကိုအလွယ်တကူခန်းစားခဲ့ရတာလို့အသိပေးပါတယ်။ဒါ့အပြင်မိုးသိမ်းထန်စွာရွာသွန်းမှုပါရှိခဲ့ပြီးသီးနှံနဲ့မျိုးစေ့တချို့ပျက်စီးခဲ့ရသလိုလေပြင်းတိုက်ခတ်မှုကြောင့်တစ်ပင်တွေလဲကျပြီးလမ်းပိတ်ဆို့တာတွေရှိခဲ့တယ်လို့သိရပါတယ်။ဒီမော့ဆိုအရှိတ်ချမ်းမှာပါစစ်ဆောင်တွေကနှစ်ကျော်ရှိပါပြီ။ဘောလကဲလွိုင်းကောဒီမော့ဆိုအရှိတ်ချမ်းဘက်ကစစ်ဆောင်တွေပါစစ်ဆောင်တဲအိမ်က300နီးပါးရှိပါတယ်လို့လေပြင်းတိုက်ခတ်ခံရတာကိုတွားရောက်ကူညီခဲ့တဲ့စေနာဝန်ထမ်းတူကပြောပါတယ်။လက်ရှိမှာလေပြင်းတိုက်ခတ်ခံရတဲ့စစ်ဆောင်တွေအတွက်မိုးကဆန်တဲ့အခြေခံရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်။အပူချိန်မြင့်နေတာနဲ့နွေရာသီနဲ့မိုးကြိုကာလတွေမှာမိုးတိမ်တောင်တွေဖြစ်ပေါ်ပြီးမြန်မာနိုင်ငံတဝန်းလေပြင်းတိုက်ခတ်မှုတွေမကြာခဏဖြစ်ပွားလေးရှိပါတယ်။အခုလတတိယပတ်ကပဲခူးတိုင်းကျိုးပင်ကောင်မြို့နယ်ချောင်းဝါရွာမြို့ကန်ရွာနဲ့ကုတ်တင်ရွာတွေမှာလေပြင်းတိုက်ခတ်လို့နေအိမ်300နီးပါးပျက်စီးခဲ့ရပါတယ်။